Mortal Kombat ဇလန်းဟာ19ရာစုဂျပန်ပြည်ကနေစတင်ခဲ့ပြီးအဲ့ဒီမှာရှီရိုင်းပြူနင်ဂျာဂိုင်းဟာရန်သူတော်ဆက်စီးရိုးဖြစ်လာမဲ့ဘိုင်ဟန်ဦးဆောင်တဲ့အုပ်စုရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ဘိုင်ဟန်ဟာသူ့ရဲ့ရေခဲစွမ်းအားကိုသုံးပြီးရှီရိုင်းပြူဂိုင်းရဲ့အကောင်းဆုံးစစ်တီတော်ဟန်ဇိုဟာဆာရှီရဲ့မိသားစုဝင်တွေကိုရက်ရက်ဆက်ဆက်တပ်ဖြတ်ခဲ့ပြီးနောက်သူတို့နှစ်ယောက်ဟာအသေးလဲတပ်ပုတ်ကြပါတော့တယ်နောက်ဆုံးမှာတော့ဟန်ဇိုအသက်ခံလိုက်ရပြီးသူ့ရဲ့ဝိညာဉ်ဟာလည်းငရဲပြည်နတ်တော်ရုံစီအပို့ခံလိုက်ရပါတယ်။ဒါပေမဲ့သူ့ရဲ့ရင်ခွင်ပိုက်သမီးလေးကိုတော့ဘေးကင်းရာမှာဝတ်ထားနိုင်ခဲ့မှန်းသူမသိခဲ့ပါဘူး။အဲ့ဒီသမီးလေးကိုတော့နတ်မင်းကြီးရေတံ Lord Raiden ကတွေ့ရှိပြီးစောင့်ရှောက်ပေးခဲ့ပါတယ်။ပစ္စုပန်ကာလကိုရောက်တဲ့အခါမှာတော့ Outworld ကစစ်သည်တွေဟာကဘာမြေရဲ့အတော်ဆုံးတိုက်ခိုက်ရေးသမားတွေကို Mortal Kombat ပြိုင်ပွဲ9ကြိမ်တိုင်အောင်နိုင်ထားပြီးဖြစ်ပါတယ်။တကယ်လို့သူတို့10ကြိမ်မြောက်နောက်ဆုံးပြိုင်ပွဲကိုသာထပ်နိုင်သွားရင်တော့Outworld ဟာတကဘာလုံးကိုသိမ့်ပိုက်သွားနိုင်မှာပါ။ကဘာမြေအတွက်တစ်ခုတည်းသောမျှော်လင့်ချက်ကတော့ဟန်ဇိုဟာဆာရှီရဲ့သွေးဆက်ကကဘာမြေရဲ့စွမ်းရှင်တွေကိုစုစည်းပြီးကယ်တင်လိမ့်မယ်ဆိုတဲ့တပေါင်းဖြစ်နေပါတယ်။ဒီတပေါင်းအမှန်ဖြစ်လာမှာကိုကြောက်ရွံ့တဲ့အတွက် Outworld Akari ရဲ့လက်ရုံးဖြစ်သူဆုံးကဝေရှန်ဆွန်ရှိန်ဆန်ဟာMortal Kombat ပြိုင်ပွဲမစတင်ခင်မှာတင်ကဘာမြေရဲ့စွမ်းရည်ရှင်တွေအကုန်လုံးကိုလိုက်လံတက်ဖြတ်ဖို့သူ့တပည့်တွေကိုစေခိုင်းလိုက်ပါတယ်။အဲ့ဒီထဲမှာအခုခါဆက်စီရိုးလို့အမည်ပြောင်းထားတဲ့ဘိုင်ဟန်လည်းပါဝင်ပါတယ်။တစ်ဖက်မှာလည်းတိုက်ခိုက်ရေးသမားကိုရန်ခုံယောင်ဟာသူ့ရဲ့ဇနီးနဲ့သမီးကိုလှုပ်ကြွေးဖို့အတွက်ပွဲတိုင်းမှာအသေးအတန်ကြိုးစားနေရသူဖြစ်ပါတယ်။အဲ့ဒီကိုရဲ့မိသားစုကိုဆက်စီရိုးကလာရောက်တိုက်ခိုက်ပြီးတပ်ဖို့လုပ်ချိန်မှာပဲစစ်တပ်ကဗိုလ်မှူး Jax Briggs ကဝင်ရောက်ကယ်တင်ခဲ့ပါတယ်။ Jax ကဆက်စီရိုးကိုရင်ဆိုင်နေတော့ကိုကိုသူ့တငယ်ချင်းဆိုနီယာဘလိတ်စနီဘလိတ်စီသွားရှာဖို့တတိပေးခဲ့ပါတယ်။ကိုထွက်ပြေးသွားချိန်မှာတော့ဆက်စီရိုးဟာ Jax ရဲ့လက်နှစ်ဖက်လုံးကိုခဲပစ်ပြီးအပိုင်းပိုင်းချိုးကအနိုင်ယူလိုက်ပါတော့တယ်။ကိုဟာဆိုနာကိုတွားရောက်ရှာဖွေခဲ့ရာဆိုနာကသူမနဲ့ Jax တို့ဟာ Mortal Kombat ပြိုင်ပွဲရဲ့လှုပ်ဝက်ချက်တွေကိုစုံစမ်းနေတာဖြစ်ကြောင်းရှင်းပြပြီးကိုရဲ့ရင်ဘက်ကငကားပုံတံမွေးရပါမှတ်ဟာတကယ်တော့လာမယ့်ပြိုင်ပွဲမှာကဘာမြေကိုကိုစားပြုမဲ့စွမ်းရှင်အဖြစ်ရွေးချယ်ခံရတဲ့အမှတ်သားဖြစ်မှန်ဖွင့်ချလိုက်ပါတယ်။ဒါအပြင်ဆိုညာဟာအခြားစွမ်းရှင်တယောက်ကိုတပ်ပြီးငကားအမှတ်သားကိုလူယူထားတဲ့ကြေးစားစစ်သားကင်နိုခန်းတော်ကိုလည်းဖမ်းဆီးထားပါသေးတယ်။အဲ့ဒီအချိန်မှာပဲသူတို့၃ယောက်ဟာအဝါရဲ့တာရဲ့ Great တိုင် Reptile ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပေမဲ့ကင်နိုကမတက်တာပဲသူတို့နဲ့ပူးပေါင်းက Great တိုင်ကိုတပ်ပစ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကိုဆိုညာနဲ့ကင်နိုတို့ဟာနတ်မင်းကြီးရေတံရဲ့ကျောင်းတော်စီတွားခဲ့ကြပြီးအဲ့ဒီမှာကဘာမြေရဲ့စွမ်းရည်ရှင်တွေဖြစ်တဲ့လူကန်ကွန်လောင်ခေါင်းလွှဲအောင်နဲ့အတူဆက်စီရိုးကြောင့်လက်ပြတ်သွားပြီးဆက်ရုပ်လက်တံအစ်တွေတက်ထားတဲ့ Jax ကိုပါပြန်တွေ့ခဲ့ရပါတယ်။ရေတံကစွမ်းရည်ရှင်တွေအားလုံးသူတို့ရဲ့ငကားအမှတ်အသားကနေတဆင့်ကိုပိုင်စွမ်းထူအကန့်အတွေနိုးထလာစေဖို့လေ့ကျင့်ပေးခဲ့ပါတယ်။ဒီလိုလေ့ကျင့်နေစဉ်မှာပဲဆိုညာဟာစွမ်းရည်ရှင်အမှတ်အသားမရှိတဲ့တူးရဲတော်သူဖြစ်နေလို့စိတ်ပြတ်နေခဲ့ပြီးရေတံကတော့ကိုကိုသူဟာကဘာမြေကိုကယ်တင်မဲ့ဟန်ဇိုဟာဆာရှီရဲ့သွေးဆက်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒီလိုအရေးကြီးတဲ့သွေးဆက်ဖြစ်မှန်သိလိုက်ရပေမဲ့လည်းကိုဟာအစွမ်းထူအကန့်မနိုးထနိုင်တဲ့တူးရဲတော်သူဖြစ်နေတာကြောင့်ကိုယုံကြည်မှုပျောက်ဆုံးလာပါတယ်။ဘာလို့လဲဆိုတော့လူကန်ကမိကိုထိန်းချုပ်နိုင်ပြီး Jax ရဲ့ဆက်ရုပ်လက်တွေကအစွမ်းထက်လာတယ်လို့ကွန်လောင်ကလည်းသူ့ရဲ့ဓာတ်သွားအုပ်ထုပ်ကိုထိန်းချုပ်နိုင်ကကင်နိုတောင်မျက်လုံးကနေလေဆာပစ်တဲ့အစွမ်းရသွားလို့ပါအစွမ်းထူးမရှိရင်ကိုဟာပြိုင်ပွဲမှာအသက်ရှင်မှာမဟုတ်ဘူးဆိုတာသိတဲ့အတွက်ရေတံကသူ့ကိုမိသားစုစီပြန်လွှတ်လိုက်ပါတော့တယ်။ Recap Myanmar ကိုလည်း follow လုပ်ထားပေးပါဦးနော်။အဲ့ဒီနောက်ရှမ်းစွန်းနဲ့သူ့အဖွဲ့ဟာကျောင်းတော်ကိုလာရောက်တိုက်ခိုက်ပြီးကင်နိုကတော့ရန်သူ့ဘက်ကိုဘက်ပြောင်းသွားခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာကွန်လောင်ကအဝါရဲ့စစ်တီကီတာယာခဲရကိုတပ်ပစ်လိုက်နိုင်တာကြောင့်ရှမ်းစွန်းအကြီးအကျယ်ဒေါသထွက်သွားပါတယ်။ဒီလိုရုံးရင်းဆန်ခတ်ဖြစ်နေတော့မှပဲကိုနဲ့သူ့မိသားစုဟာအဝါရဲ့လက်လေးဖက်ပါတဲ့တာရဲကြီးကိုရောရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။သူ့ရဲ့ဇနီးနဲ့သမီးကိုကာကွယ်ခြင်းနဲ့စိတ်ပြင်းပြမှုကြောင့်နောက်ဆုံးမှာတော့ကိုရဲ့ကိုပိုင်စွမ်းထူနိုးထလာပြီးရန်သူရဲ့တိုက်ခိုက်မှုစွမ်းရည်တွေကိုစုပ်ယူပြီးပြန်လည်တိုက်ခိုက်နိုင်တဲ့တန်ချက်ကအစွမ်းကိုရရှိသွားပါတယ်။ဒီအစွမ်းနဲ့ကိုဟာကိုတပ်ပစ်လိုက်နိုင်ပြီးရှမ်းစွန်းရဲ့ရန်သူတွေကိုပူးပေါင်းတိုက်ခိုက်ဖို့ရေတံရဲ့ကျောင်းတော်စီမန်တန်နဲ့ချက်ချင်းပြန်လာခဲ့ပါတယ်။ဒါပေမဲ့ကိုရဲ့အကူအညီနဲ့တောင်ကဘာမြေရဲ့စွမ်းရည်ရှင်တွေဟာအထိနာခဲ့ကြပါတယ်။ရှမ်းစွန်းဟာကွန်လောင်ကိုအနိုင်ယူပြီးသူ့ရဲ့ဝိညာဉ်ကိုစုပ်ယူပစ်လိုက်တာကြောင့်အားလုံးစိတ်ထိခိုက်သွားကြရပါတယ်။ဒီအတိုင်းဆိုမနိုင်ဘူးဆိုတာသိသွားတဲ့ရေတံကသူ့ရဲ့လူတွေကိုကယ်တင်ဖို့အတွက်လွတ်မြောက်နေမြေ The Void စီမန်တန်နဲ့အမြန်ရွှေ့ပြောင်းပေးလိုက်ပါတယ်။အဲ့ဒီနေရာမှာတော့ကိုကအဝါစစ်သည်တွေကိုတယောက်ချင်းစီခွဲပြီးတိုက်ခိုက်ဖို့အကြံပေးခဲ့ပါတယ်။အဲ့ဒါကြောင့်ရေတံဟာသူတို့ကိုရန်သူတွေစီတယောက်ချင်းစီပို့ပေးခဲ့ရ Jax ကရေကို Rico ကိုတတ်နိုင်ခဲ့ပြီးလူကန်ကCableကိုတက်ကဆိုညာကတော့ကီနိုကိုတက်ပစ်လိုက်ပြီးသူ့ရဲ့ငကားအမှတ်သားကိုရရှိသွားကကိုပိုင်စွမ်းထူပါနိုးထသွားပါတော့တယ်။သူမရဲ့စွမ်းရင်ကွင်းဖြစ်တဲ့အစွမ်းနဲ့ကိုကူညီပြီးမီလီနာမျိုးရင်းကိုလည်းအတူတူတက်ပစ်လိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးကျန်တဲ့ဘီလိန်ကြီးဆက်စီရိုးကတော့ကိုအသေးလဲတိုက်ခိုက်ဖို့ညခေါ်တဲ့အနေနဲ့သူ့မိသားစုကိုပြန်ပေးဆွဲသွားခဲ့ပါတယ်။ကိုဟာသူ့ဘိုးဘေးဟန်ဇိုရဲ့လက်နက်ဖြစ်တဲ့ကျိုးချိတ်ဓာတ်မြောင်ခံနိုင်ကိုကင်ပြီးဆက်စီရိုးကိုရင်ဆိုင်ပေမဲ့အပြင်းထန်ထိနာခဲ့ပါတယ်။ဒါပေမဲ့ကိုကအဲ့ဒီဓာတ်မြောင်နဲ့ဆက်စီရိုးကိုထိုးလိုက်နိုင်တဲ့အချိန်မှာထွက်လာတဲ့ရန်သူတွေကြောင့်ငရဲပြည်မှာတေဆုံးနေတဲ့ဟန်ဇိုရဲ့ဝိညာဉ်ဟာ Scorpion ဆိုတဲ့ကလေးစားခြင်းနဲ့စစ်တီတော်ဖြစ်ပြန်လည်နိုးထလာပါတော့တယ်။ Recap Myanmar ကို like follow လေးလုပ်ထားပေးပါဦးနော်။ Scorpion ဟာသူ့ရဲ့မျိုးဆက်ကိုနဲ့ပူးပေါင်းပြီးရန်သူဟောင်းကြီးဆက်စီရိုးကိုအပီးတိုင်တက်ဖြတ်ကလဲစားချေနိုင်ခဲ့ပါတယ်။ပြီးနောက်မှာတော့ Scorpion ဟာငရဲပြည်စီပြန်သွားခဲ့ပြီးကိုလည်းသူ့မိသားစုနဲ့ပြန်လည်ဆုံစည်းခွင့်ရသွားပါတယ်။ဇလန်းဆုံးသက်မှာတော့ရှမ်းစွန်းဟာလာမယ့်ပြိုင်ပွဲမှာအနိုင်ရဖို့အတွက်သူ့ရဲ့စစ်တပ်ကိုပြန်လည်စုစည်းမယ်လို့ကြေညာသွားခဲ့ပါတယ်။ရေတံကလည်းကဘာမြေကိုကာကွယ်ဖို့အတွက်အခြားစွမ်းရည်ရှင်တွေကိုထပ်မံရှာဖွေဖို့သူ့ရဲ့မဟာမိတ်တွေကိုတာဝန်ပေးလိုက်ပါတယ်။
အဲ့ဒါကြောင့်ကိုဟာဟောလိဝုဒ်မင်းသား Johnny Cage ကိုစီယုံသိမ်းသွင်းဖို့အတွက် Los Angeles မြို့စီ